ကျွန်တော်ရဲ့ဘက်ထရီလေးကိုဘက်ထရီသွားလေးတာပေါ့နော်ဘက်ထရီတစ်လုံးကိုသူကဘယ်လောက်ပြပါလဲဆိုတော့3သိန်းနဲ့3000 3000ပေါ့နော်3000ကျွန်တော်ဘင်းက3လုံးဆိုတော့3လုံးလေးရတယ်3လုံးဆိုအလုံးပေါင်း3သိန်းနဲ့9000ပေါ့ဒါပေမဲ့အရင်ရှင်နေတဲ့တွက်ကြည့်ရင်တော့လားဆိုတန်လားဆိုတော့မတန်ဘူးဒါပေမဲ့လည်းတန်တယ်လို့ပဲပြောမှာပေါ့နော်ဒီမှာဈေးပြန်ကျသွားတဲ့အချိန်လေးလွန်ခဲ့2လတော့3လလောက်ကဆို3,900တောင်းထိဖြစ်ပါတယ်ခုမှ3,000ဖြစ်သွားတာဆိုတော့ပြီးတော့ကျွန်တော်ရဲ့စပိန်ချိန်လေးကိုပြပါမယ်